ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့လာရှိုမျိုးကိုစစ်ကောင်စီထံရှောမွေစွာလွှဲပြောင်းပေးအပ်တာကိုမျက်မြင်သက်သေခံသွားမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ကပြောဆိုခဲ့ပါတယ်။ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မေးမြန်းချက်ကိုဧပြီလ22ရက်နေ့ကမစ္စတာကော်ဂျာခွန်ကဖြေကြားခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။ကိုမေငင်းချမ်းရေးတွစ်ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထွေးဖော်နိုင်ဖို့နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရတရုတ်ပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုမြို့ကိုဆေလွှတ်ခဲ့တာဖြစ်တယ်လို့မစ္စတာကောကြောက်ခွန်ကဆိုပါတယ်။ဒီလိုဆေလွှတ်ပြီးစစ်ကောင်စီနဲ့ MNDAA တို့အကြားအပြစ်အခတ်ရက်စဲရေးကိုစောင့်ကြည့်သွားမယ်လို့လည်းသူကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ MND ကိုကန့်တပ်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကားအစီးရေ90ထက်မနည်းဟာမနက်အစောပိုင်းကနေစတင်ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့လာရှိုမြို့ခံဒေသခံတွေစီကနေသိရပါတယ်ရှင်။